ဝေဘိုးရဲ့အားသားချက်တွေကဘာလဲသိကျင်လား ဟဲ့နင်ဘယ်လိုဖုန်းနေဆက်နေ ပစ္စည်းမာရကလေခုချိန်ထိလာမပို့သေးဘူးဒလီကိုဖုန်းဆက်တော့လဲဖုန်းမကင် online shop ကိုမေးပြန်တော့လဲဒလီအပ်လိုက်ပြီပဲပြောတယ် ဟဲ့နင်ကဘာကြီးကြည့်နေ online shop ပစ္စည်းမှာလာတာလေဝေပို့နဲ့ delete အပ်လိုက်ပြီဆိုလို့ tracking ကြည့်နေတာ ။အိုးမိုက်တာဗော။အဲ့ဆိုဘယ်ချိန်လာဖို့မလဲသိရပါဘောနော် ဒါပေါ့ဒါပို့မဲ့လူဘယ်သူလဲဆိုတာစသိရတယ်ဒီမှာကြည့်လေ delete ရဲ့ detail တွေစအကုန်ပါတယ် ။အိုး ဘယ်လိုလဲတောင်းတစ်ခုပဲရှိသေးရနော်စမ်းသုံးကြည့်နေတယ်ဆိုရင်တော့ Weibo app ကို download လုပ်ပြီးတော့စမ်းသုံးကြည့်လို့ရပါတယ်ထပ်ပြီးသိချင်တာဆိုရင်တော့ Weibo ရဲ့ TikTok channel လေးကို follow လုပ်ထားလိုက်နော်